အားလုံးစောင့်မျှော်နေကြတဲ့ Legend Skin Event ကြီးကအပန်းစာပါမှာတော့ရောက်ရှိနေပြီဖြစ်ပါတယ်ဒီ Legend Skin Event မှာဖောက်မယ်ဆိုရင်အခုကျွန်တော်ပြောပြမယ်ဖောင်နီးကိုသာမသိဘူးဆိုရင် Pro တို့အနေနဲ့မြန်မာငွေ9သိန်းလောက်သုံးရလိမ့်မယ်ဖောင်နီးကိုသိမယ်ဆိုရင်တော့ Diamond 2000လောက်နဲ့ကိုရနိုင်ချေရှိပါတယ်ဆိုတော့ဒီ Legend Skin ကိုမျောနေတဲ့လူဆိုရင်တော့ပျော်လိုက်တော့ပေါ့နော်အပန်းစာပါမှာရောက်နေပြီဆိုလို့ရှိရင်တိတ်မကြခင်မှာ Original Server ကိုရောက်လာနိုင်ခြင်းရှိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ Original Server ကိုမလာခင်အပန်းစာပါမှာအရင်အတည်ပြုတာဖြစ်တဲ့အတွက်ကြောင့် Original Server ကိုရောက်လာနိုင်ခြေက90%လောက်ကိုသိကြနေပြီပေါ့နော်ဆိုတော့ဒီ event မှာဘာတွေပါမှာလဲဘာတွေပါလာမှာလဲဆိုရင် revamp ထားတဲ့ Lancelot Legend တစ်ကောင်ပဲလောလောဆယ်ပြထားသေးတယ် Original Server ရောက်လာရင်တော့ပြောင်းကောင်းပြောင်းနိုင်တယ်နောက်ထပ် Lucky Box Skin တွေလည်းပါလာအောင်ပါထိုးပါလာမဲ့ Lucky Box Skin တွေက Aztec Lucky Box Lancelot Lucky Box Odette Lucky Box Kakura Lucky Box နဲ့ Saber Lucky Box Ruby Lucky Box Uranus Lucky Box နဲ့ Changel Lucky Box တို့ပဲဖြစ်ပါတယ်နောက်ထပ် Epic Skin တွေ Special Skin တွေ Elite Skin တွေ Normal Skin တွေလည်းပါလာအောင်မှာဖြစ်ပါတယ်သို့ပေမဲ့ဒီဟာတွေက coin နဲ့တော့လဲလို့ရမှာမဟုတ်ဘူး draw လဲရင်းနဲ့မှာပေါက်ရင်ရမယ်ပေါ့နော်မပေါက်ရင်တော့မရဘူးသို့ပေမဲ့ရှိပြီးသား skin တွေဆိုရင်တော့ coin အဖြစ်ပြန်ပြောင်းသွားလိမ့်မယ်ဒီဟာကအနည်းဆက်ဆုံးကျွန်တော်ဗာနဲ့ဥပမာပေးလို့ရမလဲဆိုရင်အခုကျွန်တော်တို့ original server မှာရောက်ရှိနေတဲ့ Funny Legend လူမျိုးပဲဗျတခုဆိုးရတာကလဲလို့ရတဲ့ skin ကတကောင်လည်းပဲဖြစ်နေတာအဲ့ဒါလည်း legend skin တခုတည်းပဲအဲ့အတွက်ကြောင့်ပျော်စရာတော့ကောင်းမနေဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဘလိုပဲစဉ်းစားကြည့်ဗျာကျွန်တော်တို့ဒီ Funny Legend မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့ skin ကိုရွေးလဲလို့ရတယ်ဥပမာဗျာအနည်းဆုံး epic skin ကနေစလဲလို့ရတယ် epic skin ပြီးရင် stand skin တွေ armor skin တွေ atomic skin တွေနောက်ပြီး lucky box skin တွေ all star skin တွေ legend skin တွေကြိုက်တဲ့ skin ကိုကျွန်တော်တို့လဲလို့ရတယ်ဗျာအခုကျွန်တော်တို့ original server မှာရောက်ရှိနေတဲ့ Funny Legend မှာဆိုရင်တို့ပေမဲ့ဒီ Lancelot Legend မှာကြတော့ကျွန်တော်တို့အနေနဲ့ Lancelot Legend တစ်ခုတည်းကိုပဲလဲလို့ရမယ်အဲ့ဒါကြီးကတော့စောက်ရမလန်းဘူးပေါ့နော်ပြီးတော့နောက်ထပ်အဲ့ဒါဆိုတာတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ promo diamond နဲ့လာမှာမဟုတ်ပါဘူး promo diamond နဲ့လာမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ promo diamond သုံးပြီးတော့ diamond အနည်းတစ်ထပ်အနည်းဆုံးရအောင်ဖောက်လို့ရတယ်သို့ပေမဲ့ဒီ Lancelot Legend မှာကြတော့ရိုး diamond နေနဲ့ပဲဖောက်အောင်မှာဖြစ်တဲ့အတွက်ပတ်စံကတော့တော်တော်ကုန်ကြမယ်ပြီးလို့ရှိရင်ကျွန်တော် draw ရည်အတွက်ဘယ်လောက်သွားရမလဲ diamond ဘယ်လောက်သုံးရမလဲ free တုံကန်ဘယ်လောက်ရမလဲအဲ့ဒါကြီးလည်းအခုတစ်ခါတည်းပြောပြပေးမယ်ပေါ့နော် draw ရည်အတွက်ကဘယ်လောက်သွားရမယ်ဆိုလို့ရှိရင် draw ရည်အတွက်110လောက်သွားရမယ်ဗျ draw ရည်အတွက်110သွားရမှာနဲ့အညီ diamond ဘယ်လောက်ကုန်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ event လာခြင်းမှာတန်းဖောက်မယ်ဆိုရင်တော့ diamond 1000နဲ့မှ900လောက်တော့ကုန်ကြနိုင်မယ်ဒါပေမဲ့ free တုံကန်ကိုစောင့်ပြီးဖောက်မယ်ဆိုရင်တော့ diamond 2000လောက်ပဲကုန်ကြမယ်နောက်ပြီးကြတော့ free တုံကန်ကဘယ်နှကက်ရမှာလဲ free တုံကန်ဘယ်နှကက်ရမှာလဲဆိုတာအတီးပြုလို့တော့မရသေးပေမဲ့ခန့်မှန်းကြည့်ပြောရမယ်ဆိုရင် free တုံကန်36ကက်ထိရနိုင်ပါတယ်ဒါပေမဲ့ဒီဟာကလည်း diamond တွေ recharge ဖြစ် diamond တွေသုံးမှရပါမယ်နောက်ပြီးလို့ရှိရင် diamond ဘယ်လောက်ဖြစ်ရမလဲ diamond ဘယ်လောက်သုံးရမလဲ free တုံကန် phase 1မှာဖြစ်နိုင်ခြေအများဆုံးကတော့ diamond 900ဖြစ် diamond 900သုံးရင် free တုံကန်18ကက်ရနိုင်ပြီးတော့ free တုံကန် phase 2မှာလည်း diamond 900ဖြစ် diamond 900ပြန်သုံးမယ်ဆိုလို့ရှိရင် free တုံကန်18ကက်ရနိုင်ပါတယ်အဲ့တော့ total စုစုပေါင်းကျွန်တော်တို့အနေနဲ့ free တုံကန်36ကက်ထိရနိုင်ပါတယ်ဒီ legend skin ကို diamond 2000နဲ့ဘလို့ဈေးအသက်တာဆုံးဂုံးဆင်းရမလဲဆိုတာကျွန်တော်တခါတည်းပြောပြပေးချင်ပါတယ်ကျွန်တော်ဗီဒီယိုရဲ့အစမှာပြောသွားတယ်မြန်မာငွေ9သိန်းကုန်ကြမယ်ဆိုတာဒီလိုပါကျွန်တော်တို့အနေနဲ့ event လာခြင်းမှာဖောက်မယ်ဆိုရင်တော့သေချာပေါက်မြန်မာငွေ9သိန်းကုန်ပါလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်တန်းဖောက်မယ်ဆိုရင် diamond အဖြစ်10500ကုန်ပါမယ် diamond 10500ဆိုမြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင်9သိန်းနဲ့မှ6000လောက်ကျမယ်ပေါ့နော်အဲ့အတွက်ကြောင့် bro တို့အနေနဲ့တန်းဖောက်ဖို့တော့မစင်းစားနဲ့ပေါ့နော်ဘာလို့လဲဆိုတော့9သိန်းဆိုတဲ့ပမာဏကြီးကတော်တော်များတာပါ bro မတန်ပါဘူးဘလူးမမတန်ပါဘူး legend skin တကောင်အတွက်အဲ့လောက်ကြီးသုံးရတာလုံးဝကိုမတန်ဘူးပေါ့နော်ကျွန်တော်တို့ magic wii မှာတွားလဲမယ်ဆိုရင်တော့ diamond အဲ့လောက်မကုန်ဘူးဆိုတော့ဒီ legend ကိုတန်းဖောက်ဖို့ကျွန်တော်တို့လုံးဝအကြံမပေးချင်ဘူးတန်းမဖောက်ချင်တဲ့ညီကိုတွေအခုကျွန်တော်ပြောပြတဲ့နီးလေးနဲ့ဖောက်ကြည့်ပါ diamond ကတော့အများကြီးတက်တာဝါလိမ့်မယ်ဗျာသို့ပေမဲ့နည်းနည်းတော့ပတ်စံလိုက်ရမယ်ကဲ၍ဘလူးတို့က Lancelot Legend မကြိုက်ဘူးကိုက Granger Legend မှာ Granger Legend ပဲဆိုရင်တော့ Granger Legend မပါလိုက်မဖောက်တာအကောင်းဆုံးပဲဘာကြောင့်လဲဆိုရင်ပတ်စံတော့ကုန်မယ်ပေါ့နော်ခုကျွန်တော်ပြောတဲ့နီးတိုင်းဖောက်မယ်ဆိုရင်လည်းပတ်စံတော့ကုန်ပါပဲဒါပေမဲ့9သိန်းလောက်ထိတော့မကုန်တာတော့သိကြတယ်အဲ့ဒါကြောင့်အခုကျွန်တော်ဖောက်နီးလေးကိုပြောပြမယ်ပေါ့နော်ဒီဖောက်နီးကဒီ Legend Event မှာဖောက်မဲ့သူတွေကိုသုံးသက်လို့ရအောင်ကျွန်တော်ကအကြမ်းမြင်တွက်ပြပေးထားတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်နီးလာလို့ရှိရင်ကျွန်တော်ထပ်တင်ပေးပါဦးမယ်ဆိုတော့ဒီဖောက်နီးလေးကိုကျွန်တော်တို့အရင်
ဆုံးကြည့်လိုက်ရအောင်ဗျာ even ကြာချိန်ကပုံမှန်အားဖြင့်ရက်40လောက်တော့ကြာနိုင်ခြင်းရှိတယ်နေ့စဉ် discount နဲ့ဖောက်ရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒေါ်40ရပြီပေါ့နော် free တုံကန် phase 1မှာ18ကတ်ရမယ် free တုံကန် phase 2မှာ18ကတ်ရမယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ diamond 900ပါသုံးမယ်ဆိုရင် total စုစုပေါင်း23ဆိုတော့42မှာ6ကတ်ရမယ်ပေါ့နော် even လာတဲ့ချိန်မှာ bro တို့ mission တွေလုပ်ခိုင်းလိမ့်မယ်အဲ့ mission တွေကနေ free တုံကန်နောက်ထပ်4ကတ်ရအောင်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ bro တို့အနေနဲ့ diamond 2000တော့ဖြည့်ရမယ်ဗျ diamond 2000ဖြည့်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒေါ်20ရမယ်အဲ့တော့ total စုစုပေါင်းဒေါ်110ရပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအရင် funny legend event မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ diamond 2000ဖြည့်စရာမလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့က promo diamond နဲ့ဖောက်တာဖြစ်တဲ့အတွက်ကြောင့် diamond 2000သုံးပြီးသားဖြစ်တယ်သို့ပေမဲ့ဒီ Leslie Legend မှာကြတော့ diamond 2000ဖြည့်မှရပါမယ် promo diamond နဲ့မဟုတ်တာဖြစ်တဲ့အတွက်ကြောင့် diamond 2000တော့ဖြည့်ရမယ်ပေါ့နော်အဲ့အတွက်ကြောင့် bro အနေနဲ့ဖောက်ချင်မှဖောက်ပါမဖောက်ချင်လဲလုံးဝကိုမဖောက်ပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ဆောင်ရဈေးကြီးလို့ပါ promo diamond နဲ့ဆိုရင်ဈေးတက်တာတယ်ဆိုပေမဲ့ promo diamond မပါတဲ့ခါမှာတော်တော်ကြီးမှတိတက်တာကြီးဈေးကြီးกว่าတာပေါ့နော်နောက်ပြီးတော့အားလုံးကြိုက်တဲ့ Granger Legend ကလည်းပါမလာပြန်ဘူးဗျာအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဖောက်ဖို့တော့အကျဉ်းမပေးခြင်းဘူးသို့ပေမဲ့ bro တို့ကပတ်စံဆောင်ရမ်းပေါ်ရင်တော့ဖောက်ကြဗျာကျွန်တော်ကတော့အဲ့လိုမျိုးဆိုရင်တော့ဖောက်ဖို့အကျဉ်းပေးတယ်ပေါ့ဗျာသို့ပေမဲ့ပတ်စံရှိစုမဲစုလေးနေရတော့လုံးဝမဖောက်ကြပါနဲ့ဆောင်ရမ်းဈေးကြီးမှာပါဒီ event ကြီးအဲ့တော့ကွာရလဲ90ပဲပေးမယ်ကျွန်တော်တို့ဂျပန်ဆာဗာမှာလာတယ်လို့မျိုးလုံးဝမဟုတ်ပါဘူးမြန်မာငွေ6000 9000လောက်နဲ့လုံးဝကိုမရနိုင်ပါဘူးခင်ဗျာကဲဒီလောက်ဆိုရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်